Hello ညီမလေးတို့မင်္ဂလာပါဒီနေ့တော့ကောင်မလေးကိုပြောပြစရာရှိရပါတော့ကောင်မလေးတွေအတွက်သတိပေးစရာရှိတယ်မနေ့ကဖြစ်သွားတဲ့celebrity မင်းသမီးလေးတယောက်ရဲ့အတင်းအနေနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိအောင်စိတ်ပူစရာကောင်းလဲဆိုတာပေါ့နော်အားလုံးပဲစိတ်ပူကြတယ်ဒါပေမဲ့အမှန်တော့အချိန်ကြီးကသူ့ဟာနဲ့သူရှိပြီးတော့သူ့အကြောင်းပြောချင်တာမဟုတ်ဘူးပြောချင်တာကဘာလဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ညီမလေးကိုသတိပေးစကားလေးပြောချင်တာပေါ့နော် main ကလေးဆိုတာအဲ့ဒါကဥမာကောင်းတစ်ခုဖြစ်တယ်ကိုရီကကိုယ့်ထက်အများကြီးတာလွန်နေတဲ့ကိုယ့်ရဲ့မိန်းမငယ်လေးတွေသုံးနေထုံးနေတာကိုမြင်ပြီးတော့သုံးနေထုံးနေတာကိုမြင်တိုင်းသွားပြီးတော့အားကြလို့မရဘူးမိန်းကလေးတွေရဲ့ဘဝဟာအခါတလေကြတော့ဒီအများသူငါရှိမှာ၃ရက်ဖြုံးပြဖို့အရေးပေးနိုင်ဆွဲနိုင်တဲ့လူတွေနဲ့တွဲပြီးတော့ဒီလိုမျိုးပုံစံနဲ့အမှုကြီးတွေနဲ့နှိမ့်ဆက်တာကိုခံရတတ်တယ်ပြောချင်တာကမိန်းကလေးတွေဘဝမှာမိန်းကလေးတွေပေါ့နော်ကြီးကြီးငယ်ငယ်တခုသိထားမှာကကိုရီအလကားရနိုင်တာဘာမှမရှိဘူးလူတယောက်ကကိုယ့်ကို favor တွေပေးနေပြီဆိုလို့ရှိရင်ညီမလေးတို့သိထားရမှာသမီးတို့ပြန်ပေးရမလဲဆိုတာအများနဲ့တွေ့ထားပါယောက်ျားလေးတွေဟာသူတို့ဘာမှပြန်မရပါနဲ့ဘာမှပေးလို့မရှိဘူးကိုတခုခုသူတို့ကိုယ့်အတွက်ဖြုံးတင်းနေပြီဆိုလို့ရှိရင်တခုခုကတော့ကိုပြန်ပေးရလိမ့်မယ်အဲ့တခုခုဟာလူကိုမူတည်ပြီးတော့ဘာလဲဆိုတော့ပြောင်းလဲသွားနိုင်တယ်ပေါ့နော်အရာတိုင်းကတော့ခုနကပြောသလိုကြေပွားကိစ္စတွေမဟုတ်ပဲမဲ့လူတယောက်ရဲ့ favor ကိုယူထားလို့ဆိုရင်ကိုဟာ automatic ကျေးဇူးအကျွေးတင်သွားတတ်တယ်ဒါကြောင့်မလို့ main ကလေးတွေဆိုရင်တို့ငယ်ငယ်တော့တို့မိဘကမေရပါတော့အဓိကအဖြစ်အမြဲတမ်းပေးတာဘယ်တော့မှဘသူကျေးဇူးကျွေးမှအတင်မခံဘူးကျေးဇူးကျွေးတင်တဲ့နေ့ကျရင်တင်သွားပြီဆိုရင်ပြန်ဆက်ရတတ်တယ်တစ်ခါတလေကျရင်ပြန်ဆက်ဖို့နီလန်းနေတာကိုကြိုက်တဲ့နီလန်းဟုတ်ချင်မှဟုတ်နေတတ်တယ်အမေတင်ပေးတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ဘဝမှာနောက်ဆုံးအခြေအနေမှာမဟုတ်ရင်ဘသူကျေးဇူးကျွေးမှအတင်မခံဖို့ main ကလေးတွေဆိုလို့ရှိရင်ပို့ဆိုးပေါ့နော်ကျေးဇူးကျွေးတဲ့အတင်မခံတဲ့ကိုဟာနဲ့ကိုဟိုရှိသလောက်နဲ့တိုးတက်ချင်ရင်ပြောင်းအောင်ကိုစွာအားနဲ့ကိုစူးစမ်းကိုကတခါတလေလောကကြီးမှာစူးစမ်းတိုင်းဖြစ်တာမျိုးမဟုတ်ဘူးเนาะအဲ့တော့ကိုကအစမပြေလို့လေကိုမစူးစမ်းဘူးလို့ပြောလို့မရဘူးအစမပြေတဲ့လူကြောက်ကိုတွေ့တိုင်းသူမှမစူးစမ်းတာဆိုပြီးတရက်သေးသွားပြီးကျွန်တော်တို့ကတတ်မှတ်လို့မရဘူးတချို့လူတွေဟာအင်မတန်စူးစမ်းပေမဲ့ပြန်တရားအခြေအနေမပေးတဲ့အခါစူးစမ်းတိုင်းလည်းမပေါက်မြောက်တတ်ဘူးပေါ့နော်အဲ့တော့ကိုပြောချင်တာကတတ်နိုင်ကြလားကိုဖက်ကစူးစမ်းကိုစူးစမ်းဘလို့မပေါက်မြောက်ဘူးဆိုလို့ရှိရင်လေတင်းတိတ်တဲ့အကျင့်ရောင်ရဲတဲ့အကျင့်ကိုသင်ထားရမယ်သူများတွေဒါဝစ်တိုင်းဝစ်ချင်တာသူများတွေဒီလိုသွားတိုင်းသွားချင်တာသူများတွေဒီလိုမျိုးတွေလုပ်ပြနေတိုင်း online ပေါ်မှာ like လုပ်ချင်တာတွေဟာကိုအတွက်အန်တီများတွေသူများတွေဘယ်လိုဘဝနဲ့အဲ့လိုလောက်ဝစ်နေရလဲဆိုတာညီမလေးတို့လည်းဥပမာတွေတစ်ခုတစ်ခုတွေ့ရတာပဲဒီလိုပုံစံနဲ့စဉ်းစားကြည့်ဘာမှမဆိုကြားရတယ်ဒီလိုမျိုးပုံစံနဲ့ကိုဘဝမှာကိုနေချင်လားပေါ့နော်အဲ့တော့တခါတလေအယောင်ပြောင်နေတဲ့လူမြင်တိုင်းဝါမြင်တိုင်းရွှေမထင်တဲ့ဆိုရင်ညီမတို့ရှိရလေအဲ့တော့အယောင်ပြောင်နေတဲ့လူမြင်တိုင်းသူတို့ကပြောင်တဲ့အယောင်ပဲပြတာအဲ့လိုအယောင်ပြောင်ဘာတွေကိုတိုက်ချွတ်ပြီးတော့ကြီးတွန်းထားရလဲဘယ်လိုပုံစံနဲ့အဲ့လိုအယောင်ပြောင်တဲ့ဘဝကိုရအောင်နေရတယ်လေဒီလိုအယောင်ပြောင်တဲ့ဘဝရအောင်အနောက်မှာဘာတွေပေးဆက်နေရတယ်လဲဆိုတာဟိုဘယ်သူမှမသိဘူးပေါ့နော်အဲ့တော့လူတွေကိုမြင်တိုင်းကိုနဲ့မတူတဲ့ကိုထက်တာလွန်နေတဲ့စူးစမ်းပြီးတော့အယောင်ပြောင်တဲ့လူတွေတပုံကြီးနော်ဒါကြောင့်ပြောတာအယောင်ပြောင်ခြင်းကိုဟာနဲ့ကိုစူးစမ်းဟုတ်ရင်အဲ့လိုမျိုးစိတ်တက်လေးနဲ့ရေရှည်နေနိုင်အောင်စူးစမ်းထားမယ်ဆိုရင်ရေရှည်မှာကိုယ့်အတွက်ကောင်းကျိုးတွေပဲဖြစ်မယ်ကိုဟာအန်တီရဲ့ထဲကိုရောက်ဖို့ဆိုတာရှားလိမ့်မယ်ပေါ့နော်ဟိုလောကကြီးမှာကိုယ့်ရဲ့ချစ်သူတွေပါရှိလို့ကိုဖြစ်ချင်တယ်လို့ဖြစ်နေချင်တယ်လို့နေအဲ့ဒါ like your body your choice like ကိစ္စမရှိရတယ်သို့တော့ကိုအလိုဆန္ဒမပါဘဲနဲ့အဲ့လိုမျိုးကြီးပေါ့နော်ကိုရဆန္ဒတွေမပါပဲရုံထွက်လို့လည်းမရတာတို့ဘာကြောင်းဆိုတာမျိုးတွေဟာအင်မတန် main ကလေးပြောင်းနေတဲ့ one day ဆရာကောင်းပါတယ်အဲ့ဒီ main ကလေးထဲမှာကိုမပါအောင်လို့အများတကအယောင်ပြောင်းနိုင်လဲသွားအားမကြပါနဲ့ဒါလေးပဲရာတိုင်းကနေပြီးတော့ popular case တွေကနေပြီးတော့ပညာလေးယူနိုင်ဖို့ပါ love you all bye အမစပင်းနေညက်လိုက်ပြန်ပြီးမလေးစပင်းနေစိုးခါကြတော့ကိုစပင်းတွေကိုညက်ပြီးအကြိုက်တယ်မဟုတ်ရင်စပင်းကအဲ့လိုမျိုးအမစပင်းလေးအဲ့လိုလက်နေရလေအဲ့လိုမျိုးအရှိကြီးထားပြီးနှမျောနေစပင်းသားတွေပြက်စီမှာသိရမလားအဲ့ဒါကြောင့်အခုယောက်ျားလာကြူတာကိုစောင့်နေbye bye love you